ပါဒီနာပါဆရာဟုတ်ပြီဒီသင်တန်းကိုဘယ်လိုဖြစ်ပြီးတော့စပြီးတက်ဖြစ်တာလဲမသိဘူးဒီဆွေတယောက်တကယ်တယောက်ကဒီသင်တန်းမှာလုံခဲ့တဲ့တစ်နှစ်ခွဲလောက်ကတက်ခဲ့ပေါ့နော်တက်ခဲ့ပြီးအခါကျတော့ဒီမှာဒီလိုမှလုပ်ငန်းအောင်စတော့လေဆက်မြင်နေတာရှိတဲ့ပတ်သက်လုပ်ငန်းစတော့မယ်ဆိုရင်ဒီသင်တန်းကိုသွားကြအောင်သွားလိုက်ပါဆိုညွှန်လာတယ်ကိုလည်းအချိန်ရတဲ့ချိန်ကြီးလာခဲ့တာဟုတ်ပြီဟိုဘက်ကသမီးကရောဘယ်လိုလုပ်ပါလာတာလဲဒီကလည်းဟုတ်ရှိဝါသနာပါပေါ့လေစိတ်ဝင်စားတယ်ဟုတ်ငယ်ချင်းကတက်နေဆိုတော့ဒီမှာကောင်းတယ်ဆိုတော့တက်တော့အပေါ်လည်းရတော့နော်ဒီသင်တန်းလည်းကောင်းတယ်လို့ပြောပြတော့ဟုတ်ပြီအဲ့တော့လက်ရှိရောပါတွေလုပ်နေပြီလည်းမသိဘူးလက်ရှိကတော့အဓိကလည်းကြောင်းရရနာနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်နေရှိပါတယ်အဲ့ဒါလည်းပတ်သက်ပြီးတော့လည်းအခြေခတ်တာကြီးလုပ်ပြီးတော့ရောင်းတာကြီးရောင်းဝယ်ရှိတဲ့အတွက်ကြောင့်ဒီရွှေနဲ့ကတော့မကင်းနိုင်ဘူးပေါ့နော်ဒါပေမဲ့မသိခဲ့ပါဘူးလောက်တာလောက်ဒီနေ့မတက်ခင်ကြီးကတော့အထည်လေးအပ်ပြီးတော့ရောင်းနေပြီပေါ့ဟုတ်ကဲ့ဆရာဟုတ်လုပ်ခဲ့ပါတယ်ဒါပေမဲ့ဒီရောက်တော့မှကိုလုံးနေရင်တော့လုပ်ခဲ့ရတယ်လေဘာလဲဆိုတာရှင်းရှင်းမြင်သွားတာပေါ့နော်ဒီကလုပ်ခဲ့ရတယ်ငါမသိဘဲနဲ့လုပ်ခဲ့ပါလားဆိုတာဒီတော်များမြင်တော့ဆရာမြတ်ကဗရင်အကြောင်းအဓိကဆိုတော့ဗရင်နဲ့ပတ်သက်ပြီးအသေးစိတ်နဲ့ချွတ်ဆရာမြတ်ကပြောပြနိုင်မှာပေါ့ဟုတ်ကဲ့ဆရာစားမချမ်းမနဲ့ကိုပြတပည့်ကြီးစားဆရာကြီးဖျားလုံးမောင်းနေပါပြီအရင်ညွှန်ပေးလိုက်တဲ့လူကရောဒီမှာဘယ်တော့တက်ခဲ့တာလဲကြားပြီလားသူကပြီးခဲ့တဲ့နှစ်လောက်ကထင်ပါတယ်ဒီမှာတက်ခဲ့အကြောင်းရဲ့ဒီနေ့မှာညကျောင်းမြတ်သင်တန်းလည်းတက်ပြီးသွားပြီလားတက်ပြီးပါပြီရှင်ဗာသင်တန်းတက်တာလဲGIA ကနေ graduate gemologist ရပြီးပါပြီဆရာမြတ်နဲ့အတူတူပေါ့ဆရာမြတ်ကရော GIA ရကြတာလားအဲ့ဒါဆရာမြတ်နှစ်ခုကြောင်းလည်းဟုတ်တယ်ဟုတ်ပါဟိုအကြောင်းနဲ့တူနေအောင်ဝါဒနာတူနေအောင်အဲ့တော့ဒီသင်တန်းတက်ရတာကောကိုအတွက်ထိုက်တန်တဲ့အကျိုးရှိတယ်လို့ခံစားရလားထိုက်တန်ပါတယ်ဆရာဒီရတယ်အများကြီးထိုက်တန်တယ်ဆိုပါတယ်ဆရာတွေကလည်းဘာမှဆရာသားမချင်မိသမျှအကုန်လုံးဖြေဆိုတော့သင်နေဆိုတာထက်ကိုတကယ် internship လို့ဖြစ်ပြီးတော့သိချင်တာလည်းအကုန်လုံးမေးခွင့်ရတယ်မေးသမျှလည်းအကုန်ဆရာတွေကပြင်နိုင်ကြတယ်ဖြေပေးကြတယ်ပေါ့နော်နောက်ပိုင်းပို့ပြီးတော့သဘောရှိရတော့ဆရာတွေကနောက်ပိုင်းတော့ပတ်သက်ရင်လည်းအချိန်ရွေးလာပြီးဆိုင်ဝင်လာခဲ့တဲ့ဟာတွေကအများကြီးအားဖြစ်ရပါတယ်ဟိုနောက်မှာပြောလဲ background တစ်ခုရှိတော့တယ်အဖြစ်ခေါ်ရရှိတော့အားကိုးလေးရတော့တယ်ဟုတ်တယ်လုပ်ငန်းမှာအရေးကြီးတယ်ဟုတ်ကဲ့ဆရာဘောကသမီးကရောဒီမှာသင်တန်းတက်တာပါအကျိုးကျေးဇူးတွေရပါလဲဟိုနားမလည်တာမသိရတယ်အများကြီးသိရတော့ဟုတ်ရှေ့ဘလူးဆက်လဲကျင်းဆက်တွေကျင်းဆက်တွေကိုတော့မကြောက်ဘူးလားပေါ့ဟုတ်အဲ့ဒါအများကြီးသိရပါတယ်ဒီညက်ပတ်သက်ပြီးတော့လည်းဆရာကြီးအကုန်လုံးရှင်းထားတယ်ကိုလုံးမဆိုရင်အများကြီးပေါ့လေနားလည်တော့ဟုတ်အခြေခံနေလည်းအကုန်သိသွားပြီမသိတာရှိရင်လည်းအချိန်မရွေးမေးလို့ရတဲ့ဆရာကလည်း9ယောက်တော့เนาะနဲတာပေါ့ဘူးเนาะတွေ့ကြုံမျိုးစုံတော့ညဆရာတယောက်ဆရာနေဆရာရဲ့ experience နဲ့အတွေ့အကြုံတွေအများကြီးများခဲ့တယ်ဟုတ်တယ်အများကြီးရပါအဲ့တော့နောက်တဲ့မိတ်ဆွေတငယ်ချင်းတွေကဒီသင်တန်းတက်ချင်တဲ့လူရှိရင်ဘယ်လိုများညွှန်ပေးကြလဲဒီဝဲညွှန်ပါပေါ့ဒီဝဲညွှန်ပါဆရာလည်းရှိတယ်ရှိရတကယ်နဲ့ညွှန်ခဲ့တယ်လို့ပဲညွှန်အောင်မှားပါဘူး AI တကယ်ချင်းတော့မှန်ပြောဖြစ်တယ်ကျေးဇူးတင်တယ်လို့ပြောလိုက်ပါသူကလည်းအများကြီးဆရာကြီးရန်ကောင်းတယ်လို့အဲ့လိုပဲကိုကနေပြစင်လဲနောက်ဒီတိုင်းဖွင့်နေရွှေနဲ့ပတ်သက်လို့ဖြစ်တယ်ဒီဝဲညွှန်ပြမှာပါဟုတ်ဆရာကြီးပြောပြီဟုတ်ပြီဟုတ်တယ်ပါတယ်မိတို့နောက်ရွှေဆိုင်ဖွင့်ပြလို့ရှိရင်လည်း2ယောက်စလုံးပေါ့နော်ရွှေဆိုင်ဖွင့်ပြလို့ရှိရင်လည်းနောက်တစ်ခါလာပြန်တက်လို့လည်းရတယ်ပြီးပဲပြီးလို့ရှိရင်လုပ်ငန်းစတာကနေစပြီးတော့အောင်မြင်တဲ့အတီးကိုဆရာတို့ကတောက်လျှောက်ဆက်ပြီးတော့ကူညီသွားမှာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့အဲ့ဒါကျေးဇူးတင်ပါတယ်ကျေးဇူးပါ